စိတ်တံနိစ္စပင်ဒီစိတ်ကလေးတစ်ခုဟောဒါလေးရတယ်နိစ္စလို့ပဲတစ်ခါမှတ်မရမှတ်ပါနော်ပေါ်လာတဲ့တရားလေးကိုနောက်ကနေရှိတဲ့အခါကျတော့ဒါလေးကစိတ်မှုပါဘူးကိုတွေ့တယ်ဖြင့်နိစ္စပါပဲလို့ဆိုလို့ရှိရင်ဒါမညံဖွညာနီးပြီးတော့အောင်မလိုက်မြတ်စိတ်တွေ့နေမဟုတ်သေးဘူးနော်ဘာတွေ့မှာအနိစ္စဆိုတဲ့အပြည့်တွေ့မှာလို့မှတ်ထားကြစမ်းပါစိတ်လို့မှတ်မနေနဲ့ဝေဒနာလို့မှတ်မနေကြတဲ့ဓမ္မလို့နော်ဒါကတခဏနဲ့နိဗ္ဗာန်ရအောင်လို့ပြောနေတဲ့တရားလို့သိချင်မှတ်ကြပါဦးနော်စိတ်ရှိခင်းနေမယ်စိတ်မရှိမှုကိုသိဖို့အရေးကြီးတာပါလားလို့ညံကြောင်းကြည့်ကြစိတ်မရှိမှုကိုညံကြောင်းသိဖို့အရေးကြီးတယ်ဆိုတာကိုအတ္တမပုဂ္ဂိုလ်တွေလည်းသိသိချာချာမှတ်ကြပါလိမ့်မယ်နော်စိတ်တော့ရှုခိုင်းတယ်နောက်ကဓမ္မတွေဘာရှုခိုင်းမှာစိတ်ရှုခိုင်းမဲ့မှတ်တဲ့ကဥမာမယ်နားထဲမှာဖြစ်တဲ့စိတ်အဲ့ဒါလာရင်ရှုပါလို့ဆိုတော့ဝန်းကနေရှုရမှာမနှောရကနေရှုရမှာဖြစ်နေတော့ဒီစိတ်နဲ့ဒီစိတ်ကလည်းဘယ်ဖြစ်တယ်ရှုခံတဲ့စိတ်နဲ့ရှုတဲ့စိတ်နဲ့ဘယ်ဖြစ်နေမှာဖြစ်နေမှာမဖြစ်နိုင်တာထောက်လိုက်တော့ကိုမရှိတာကိုရှုတဲ့ဉာဏ်ကတွေ့မှာပဲလို့သိချင်မှတ်ပါဘာတွေ့ရှုပါဘူးဒါဖြင့်ကောင်းဆောင်ဝိဥညကဲခက်ဆံစိတ်ရှုခိုင်းရပဲတပည့်တွေဘာတွေ့မှအမှန်ရောက်တယ်ဆိုတာကိုပေါ်ကြဘာတွေ့မှရှိတာမရှိတာတွေ့မှအမှန်ရောက်တယ်ဆိုတာဒီနေ့တရားပေါ်မှာရှင်းပြချက်ချဒါလုံးရှုတဲ့ပုဂ္ဂိုလ်တွေနော်မရှိတာတွေ့ဖို့အရေးကြီးပါတယ်ဆိုတော့ပေါ်ကြရှိတာတွေ့နေလို့ချင်းမှားသေးတယ်လို့မှတ်စမ်းမရှိတာတွေ့မှားသေးတယ်တဲ့ရှိတာတွေ့နေလို့ချင်းမပြိုင်နိုင်ဘူးပြိုင်မဖြစ်နိုင်ဘူးပြင်ဖြစ်တဲ့အိဗေရောက်မရောက်ဘူးရောက်ပါဘူးဒါကြောင့်ဥဒ္ဒရဉာဏ်ဆိုတော့ဘာတော့ခါလို့စောရကတ္တမေးကြတယ်နော်ဒီနေရာဖြစ်ပြီးဒီနေရာပြတ်သွားလို့ဉာဏ်ရောက်တာကိုဆိုတာပါသူ့ကိုတကယ်မြင်လိုက်တာကတော့မရှိတာသိတာပါပဲပေါ်ကြဘာတွေ့ကြမရှိတာတွေ့တာပါပဲမှတ်လိုက်နိစ္စပင်ကြီးဒါမရှိတာလေအနိစ္စလို့မှတ်နိစ္စနုပ္ပတိနိစ္စလို့ပဲခင်ဗျားတို့သိတယ်နိစ္စလို့မှန်အနိစ္စလို့သိတလုံးနဲ့နော်ဒါလေးကအမြဲတည်းကိုတော့ရေးကြည့်လေပတ္တတအမြဲသမိတ္တမပြတ်တွေ့နေကိုရေးကြည့်တယ်အင်ကြီးအတ္တမိတ္တအင်ကြီးတဘာသောတရားတွေနဲ့အတ္တမိတ္တမရောဒီအပြက်ကလေးနဲ့မင်းတို့ရှုနေတဲ့တရားလေးကြားတယ်ဘာမှမရောချင်နဲ့ကြားမခုဒီနဲ့လို့ဆိုလိုက်တာနေစာလို့သိနေစာလို့မှတ်နေတာနေစာလို့ရှုနေတဲ့ထဲမှာတဘာသောတရားတွေမောင်မြတ်ကြားမဝင်နေနော်တဘာသောတရားဆိုတာလောဘလေးကြားမဝင်နေဒေါသလေးကြားမဝင်နေရှားတဲ့စိတ်လေးကြားမဝင်နေဆိုတာဟောတော်ကမှတ်မိလားမှန်ပါဘူးဒါလေးပဲဒါနေစာမှာတော့ဘာမှမဟုတ်ဘူးနေစာအချက်ဖဲလို့ကနှလုံးသွင်းနေပါလေပေါ်တိုင်းကြားလို့မကြားရင်နဲ့ဒီလိုဆိုလို့ရှိရင်ဖြင့်ပညာရပရိယောဂန္လမာနောပညာလေးနဲ့လည်းဟုတ်တာပဲမရှိတာလေးတွေ့လိုက်တာပဲစိတ်ရှုခိုင်းတာဘုန်းကြီးကလည်းစိတ်ရှုခိုင်းတာဘုရားကလည်းစိတ်ကနိဗ္ဗာန်လို့ခေါ်တာကိုရှုတော့မရှိတာပဲတွေ့တယ်လို့ရှုတဲ့ပုဂ္ဂိုလ်တွေဒီတိုင်းတွေ့ကြတယ်ရှင်းဖြင့်ဩံဆောင်ဝေးနိမှန်လားမှန်ကြပြီလို့ဆုံးဖြတ်ချက်ချပါဒီလိုမျိုးရှုလို့ရှိရင်ဗျာတဲ့တပည့်တွေဘယ်တော့အပယ်လေးပါးကပိတ်တယ်ပတ္တပတ္တိနဲ့ရမှာတုံးဆိုတော့မေခွန်းထုတ်လို့ရှိရင်ဖြင့်ဒိဋ္ဌေဝဓမေသင်္ဃုတ္တပါဠိတော်ဒီပါဠိဆက်လာအခုကိုရပါတယ်ကွာဒီဘာသာတရားသာကြားမခုကြည့်ပါနဲ့ဖြစ်တဲ့နဲ့မဲ့နဲ့ကြိုက်ဖွေရညာအရေးကြီးဆုံးကြားရမှာချားလို့လေလည်းမလို့မချားရင်ဒီတဏှာကြီးတော့မှာပဲဘုံတော်ကြီးရငါတို့ကြားနေတယ်ဆိုတော့ဥစ္စာကဖြစ်ပြနေ
မနဲ့ဟာအနိစ္စနဲ့မက္ခနဲ့ဟာကြိုက်တဲ့ခါလဲကြိုက်တယ်မကြိုက်တဲ့ခါလဲတရားသစိတ်ကကြားဝင်ခိုးနေတယ်အဲ့ရှုတဲ့ညာကနောက်ကျတယ်အဲ့ဒီလိုဆိုလို့ရှိရင်ငါပြတောင်းခံနိုင်မှုกว่าငါတို့ပါလိတော့နော်သဘောကျကြပါလားဒီနေ့ထိုင်မကောင်းပါဘူးဆရာဆိုတော့ကြာဒီနေ့ရင်းနေကြားကိုကြာဘယ်လိုကိလေသာပေါ့လောဘကိုဒေါသကိုမောဟကိုဒီနေ့ဆိုရင်ငါတို့အိတ်ဓာတ်ကိုမေစရိယကိုမာနကိုသောကကိုပရိဒီဝါတွေခေါ်လို့ရှိရင်လေဒါဒီနေ့တော့ဘယ်နည်းနဲ့မှသူတော့ဒိဋ္ဌာတော့ကုန်မယ်ဒိဋ္ဌာတော့ဟာကြားမှာပဲဦးမြတ်မကြောက်ဘူးဒါဖြင့်ကြာကြာနာမှတ်စမ်းပါတော့ဘောဓာရမှာလည်းဒါဘယ်ရောက်ပြရအောင်အနိစ္စနဲ့မဂ္ဂနဲ့ကြိုက်ဖို့ရည်ကြည်တယ်ဘာလဲနိစ္စဆိုတာရှိတဲ့ပြုတ်ပြသွားမဂ္ဂဆိုတာပြုတ်ပြတယ်လို့သိလိုက်ဟုတ်ပြတော့ပြီရောက်ပြသွားပြီလို့သိလိုက်တာကဘာပါလဲပြုတ်ပြသွားတာကပြုတ်ပြသွားတာကအနိစ္စပြုတ်ပြသွားပြီလို့သိလိုက်တာဆိုတော့ဘောပြုတ်ပြတာနဲ့ဒီကသိတာနဲ့ဈာထဲမှာဘာမှမရောလို့ကျင်တဏှာကြီးတွန်းမဲ့မင်းမမြင်ရပါဒီလိုဆက်သဘောတော့စိတ်မရောဘဲနဲ့ခင်ဗျားတို့ကြိုးစားကြမယ်ဆိုတော့ကဲတဏှာကြီးတွန်းဖြင့်အယောကိုမခံမှုကဖြစ်ပြနေမဲ့ညလုံးမျိုးဖြစ်ပြလာလို့ဖြစ်ပြနေညာမဲ့နဲ့ကြအောင်လုပ်မယ်နိစ္စနဲ့မကနဲ့ကြအောင်လုပ်မယ်နားပေါ်လို့ရှိရင်နားကနဲ့မကနဲ့ကြအောင်လုပ်မယ်ရှိစိတ်ရှိကိုရှုနေလို့ရှိရင်ရှိစိတ်ရှိအပြည့်နဲ့မနဲ့ကြအောင်လုပ်မယ်ဆိုရင်ဘုံကံဝေးဒီတဏှာကြီးတွန်းမှခင်ဗျားတို့ထိဋ္ဌာန်လုပ်ကြည့်ပါအဲ့တော့ဓမ္မတွေနိစ္စနဲ့မဂ္ဂနဲ့ကြိုက်လို့ရှိရင်ဖြင့်တော့မှာတော့ဆိုတဲ့ဒီမှာလေးနေနိစ္စနဲ့မဂ္ဂကြိုက်တာငါပြောတယ်သမားရှင်နီးရထားပြီနိစ္စနဲ့မဂ္ဂနဲ့ကြိုက်တာကလူ့ဘုံတဲ့မှာနည်းရတဲ့ဘာတွေကြော်ရင်ခိုက်ရင်တောင်မြတ်ရပါဘာဖြစ်လို့ရပါရှားကိလေသာမချလို့တောင်းတာဝေးရှင်းမယ်ရမကောင်းသူကြီးစိတ်ပဲဒါလုတ်တဲ့မရှိရပေါ့ဗျာနမယံဖြင့်လုတ်တဲ့ရှင်းနေလို့ရှိရင်လည်းငါတော့မနဲ့နာသွားလိမ့်မယ်ဆိုတော့ဆက်မှတ်လိုက်ပါလုတ်တဲ့နဲ့ရှင်းသွားတော့ဘာဖြစ်လို့နဲ့နာမှာတော့လဲမဲတယ်ဓမ္မကြီးခန္ဓာကိုယ်ကြီးကစိတ်ချတယ်ဒီညခန္ဓာကိုယ်ကပါလေစိတ်ချရမလို့နဲ့သူဒီပြိတ္တိနေပြီးတဲ့နေကစပြီးကြတော့ပြင်းပြင်းပြင်းတာရမ်းမရပဲဒီဓမ္မတွေကသူသိသိမရောက်ခင်ဘုနိစ္စနဲ့မကနဲ့ကြိုက်ပြီးပယ်လေးပါးတကားပြည့်တဲ့ဒိဋ္ဌိပြောင်းလုပ်လိုက်မယ်မကနဲ့ကြိုက်တိုင်းဒိဋ္ဌိပြုတ်သွားတာဒိဋ္ဌိပြောလိုက်လို့ရှင်းဖြင့်အသေးကမဥခင်မညံကဥသွားတယ်လို့ဓမ္မတွေဆုံးဖြတ်ချက်ချ